အားလုံးမင်္ဂလာပါဓမ္မပေါ့ကတ် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မသီဆိုတာမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေထဲကအဓိကအနှစ်သာရဖြစ်ပြီးဆက်ရဲ့တည်ကြည်မှုမပြတ်လွင့်မှုနဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကနေကင်းဝေးစေတဲ့အခြေအနေဖြစ်ပါတယ်ဓမ္မသီရှိတဲ့စိတ်ဟာစီးစင်းမနေပဲကြည်လင်နေတဲ့ရေပြင်လိုအေးချမ်းပြီးပညာဖြစ်ပေါ်ဖို့နဲ့ဘဝကိုမှန်ကန်စွာဖြတ်တန်းဖို့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်ခင်ဗျာဓမ္မသီရဲ့အဓိပ္ပာယ်ဓမ္မသီဆိုတာမျက်စိမှိတ်ပြီးတရားထိုင်နေရုံတတ်မဟုတ်ပါဘူးမိမိရဲ့နေ့စဉ်ဘဝမှာဝင်လေထွက်လေကိုသတိပြုတာခန္ဓာကိုယ်နဲ့စိတ်ရဲ့ခံစားချက်တွေကိုစောင့်ကြည့်တာလမ်းလျှောက်တာဒါမှမဟုတ်ပကံစေးတာစတဲ့အလုပ်တွေကိုသတိနဲ့အာယုံဆိုင်လှုပ်ဆောင်တာဟာလဲဓမ္မသီကိုတည်ဆောက်တာပါပဲစိတ်တည်ငြိမ်သွားတဲ့အခါဘဝရဲ့အမှန်တရားကိုမြင်လာပြီးဆင်းရဲဒုက္ခတွေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်ခင်ဗျာကြည်ကြံအားထုတ်မှုမြတ်စွာဘုရားရှင်ကဓမ္မသီကိုယူရှင်းတဲ့နီးလန်းတွေနဲ့ကြည်ကြံပြီးတင် जा ပေးခဲ့ပါတယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာတတိကတ်ခြင်းလုပ်တစ်ခုကိုအာယုံဆိုင်လောက်ကင်ခြင်းတို့ကစိတ်ကိုခိုင်ခန့်ငြိမ်သက်စေပါတယ်။ပြန့်လွင့်နေတဲ့စိတ်ဟာစိုးရိမ်ပူပန်မှုဒေါသနဲ့လောဘတွေကိုဖြစ်စေပေမဲ့ဓမ္မသီရှိတဲ့စိတ်ကတော့အမောင်သေးကမီးအိမ်လေးလိုလမ်းမှန်ကိုမြင်စေပါတယ်ခင်ဗျာ။အသားစီးများဓမ္မသီကျင့်စဉ်မှာစိတ်ပြန့်လွင့်တာအလိုရမက်ကြီးတာစူညံတဲ့ပတ်ဝန်းကျင်နဲ့လောဘတက်တာစတဲ့အသားစီးတွေရှိနိုင်ပါတယ်။ဒါပေမဲ့မြတ်စွာဘုရားရှင်ကတေးဖွဲကနေစတင်ဖို့ဟောကြားခဲ့ပါတယ်။ဒီနေ့ကို9မိနစ်လောက်စိတ်ကိုငြိမ်အောင်ထားပြီးမှန်လေ့ကျင့်သွားမယ်ဆိုရင်မိမိရဲ့စိတ်ဟာအမြင့်ခိုင်တဲ့တစ်ပင်ကြီးလိုတည်ငြိမ်အေးချမ်းလာမှာဖြစ်ပါတယ်ဗျာ။လာတွေ့ဘဝတူးကျေးဇူးဓမ္မသီရဲ့ရလတ်အနေနဲ့စိတ်ဖိစီးမှုတွေညော့နေလာမယ်။ဆုံးဖြတ်ချက်တွေမှန်ကန်လာမယ်။ပတ်ဝန်းကျင်ရဲ့ဆက်ဆံရေးတွေပြေလည်လာမယ်ကျမ်းမာရေးလည်းကောင်းမှုစေပါတယ်အရေးကြီးဆုံးကတော့အရာရာရဲ့မမြဲခြင်းတဘောအနှိမ့်ဆနဲ့ငါမဟုတ်တဲ့တဘောအနတ္တကိုမြင်လာပြီးဆွဲလန်းမှုတွေကိုလွတ်ချနိုင်ကစစ်မှန်တဲ့ပျော်ရွှင်မှုကိုရရှိစေတာပါပဲဤကုန်းချောအနေနဲ့ဓမ္မသီဆိုတာဘဝရဲ့ရှုပ်ထွေးမှုတွေကြားမှာလမ်းပြပေးမဲ့အတွင်းဆက်ရဲ့အလင်းရောင်ပါပဲဓမ္မသီရှိတဲ့စိတ်နဲ့ဘဝကိုဖျက်ဆီးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ပြီးအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓု